ကျွန်တော်လည်းဟိုဟာလေးခုနဟိုဟာလေးလုပ်ပေးမယ်Fireball မဟုတ်ခုနပါရူလိုက်တဲ့4ကောင် Factory က8ကောင်အဲ့ဒါကIce Golem 2ကောင်ပြီးရင် Super Wall Breaker 2ကောင် Super Wall Breaker 2ကောင်ဆို Super Wall Breaker ကိုလိုချင်တဲ့အတိုင်းတာထည့်ဟိုမှာ Brother နေနဲ့3ကောင်ထည့်နေတယ်မှာ3ကောင်ထည့်နေတယ်ထည့်လိုက်ရဟိုတကောင်တော့မရှိမဖြစ်လို့ပြောတာကောင်ပေါက်လို့ဆိုဒီ New Rider တွေနဲ့ကျွန်တော်ခုနပြောပြသလိုဒီ Factory သွားတဲ့အချိန်မှာကိုလိုချင်တဲ့အထည့်ကိုတော့အပြင်ပြန်သွားတာမရှိတယ်ဒီက Factory တွေက Wall တော့မချိုးဘူးဗျာအနည်းငယ်မှာဒီ main building ရှိလို့ရှိရင်ဟိုဖြစ်နိုင်တယ်။ Okay ကျွန်တော်အခုဟိုထည့်မယ် healer 4ကောင်ထည့်မယ်။ baby dragon တစ်ကောင်ထည့်မယ်။ပြီးဘောလုံးတစ်ကောင်ထည့်မယ်။ပြီးရင် archer တစ်ကောင်ထည့်မယ်။ပြီးရင် alone flying တစ်ကောင်ထည့်မယ်။ Okay เนาะကျွန်တော်အမှဟန်နာတစ်ကောင်ပြပါ။ပြီးရင်ဟိုလည်းဟန်နာ။ Okay ထူထောင်ပြထည့်မယ်။နောက်တစ်ခုကကို2 10နှလုံးသုံးမယ်နောက်တစ်ခုကိုပြတ်တော့။ Okay ဒါပဲ။ Okay ဒါပဲ။ဘယ်လိုလဲပဲအတက်ပြပါလားလေရှာတော့ရှာကြည့်မယ်လိုက်ရှာမိမယ်လိုက်ရှာမယ်နည်းနည်းတေးနေတယ်ဒီကောင်လေးကပြစ်ထားတယ်ဒီကောင်လေးကပြစ်ထားဆိုဒီကောင်လေးတိတ်ဆော့ပြီး Okay ဒီမှာနော်ဒီကောင်လေးတောင်းဆန်တာဟုတ်တယ်နော်ဆိုဝေကျွန်တော်တိုက်ပြမယ်ကျောင်းပြကိုအရင်ဆုံးယူမဲ့နေရာကိုကြည့်ဒီတကယ်ကဥမာဘယ်ကိုယူနေတာလဲဘယ်ယူနေတာဆိုတော့ဥမာကိုတော့အဓိကအနောက်ရှက်ဖြစ်စေမဲ့နေရာကိုကြည့်ကျွန်တော်ဤကယ်ဝဲရအောင်ယူမယ်Okay ထည့်ပြီးဒီချိန်မှာတန်းပေးတယ်။ဘာလို့တန်းပေးလဲဆိုတော့ဒီ rocket speed ရိုက်ထည့်တဲ့အတွက်ဒီကောင်ကအရန်အောင်ရမ်းဟောပြတယ်။ Okay ဒီကောင်တက်လာရင်မလား။တက်လာရင်ဟန်နာတစ်ကောင်ထည့်မယ်။ပြီးတော့ဟန်နာတစ်ကောင်ဒီချိန်မှာ3ဝင်လာအဲ့လိုမျိုးရှိမယ်။ဒါပေမဲ့ဒီ Ryan Champion rocket speed ကတော့တန်းပြီးသွားပြီ။ဒီမဲ့ပဲလေ။ Okay ဒီကောင်ကိုပြအုပ်လိုက်။ဘာလို့ကိုပြအုပ်လဲဆိုတော့ဒီမှာကသူ့မှာကဟိုဟာလေးရှိတယ်။ electric bolt လေးရှိတယ်။ electric bolt ကသူ့ဘာလို့သွေးလေးနည်းနည်းရော့အရင်ရောသွားကြမလို့အရင်နည်းနည်းသိအောင်ဒီချိန်မှာလည်းဒီအပြင်ဘက်ရောက်သွားတယ်။မတွေးဘက်တော့သွားမှာအပြင်ဘက်ရောက်သွားတာနည်းနည်းဆိုးတယ်ဟိုလေးထပ်အောင်မယ်။ Okay နည်းနည်းအုပ်ထားမယ်။ hero အုပ်မရတော့မယ်။ hero အုပ်မရဘာလို့လဲဆိုတော့ hero မအုပ်လို့ရှိရင်ဒီသွားချမယ်။ကျွန်တော်ပြီးသွားဆိုတော့ကျွန်တော်ဒီမှာဘောရိတ်ကတော့ထည့်မယ်ပြီးရင်ဟောတယ်နည်းနည်းပုံချမယ်ကိုယ်ရောကပြလိုက်မယ်ပြီးရင်စေးပါလေးချမယ်ဒီကြောင်မေ့သွားတော့ဟောင်းလေးကိုယ်မေ့သွားတယ်အဲဒီတော့ factory ရဲ့ဒီဘက်ကိုသွားပြီလားစပါးမလို့ကိုဒီနားချုပ်လိုက်ဒီနေရာမှာဟိုထက် Okay တကယ်ကောင်းတယ်ဟိုဘက်ကိုရောက်သွားပါတယ် Okay ဒီတက်ကင်းမှာအဓိကကဒီ over ကိုနည်းနည်းချုပ်တက်မှရမယ် over ကိုချုပ်တက်မှရမယ်တော့run ဝါရကလည်းပြီးလိုက်ပြီးတော့ over ကိုနည်းနည်းချုပ်တက်မှရတယ်ဆိုတော့ကိုကနည်းနည်းပေါ့နော်ကျွန်တော်ခုမှဒီချုပ်လိုက်တာဒီနားမှာတော့ချုပ်လိုက်တာအများကြီးပဲမိသွား main defense တွေတော့မိသွား damage defense ပြပြင်းပြောလို့ damage defense တော့မိသွားဆိုတော့ဒီတက်ကင်းကပို့ပြီးတော့ဘယ်လိုပြောမလဲအရေးကြီးသွားတယ်ရေးကြီးမှမဟုတ်ဘူးပို့ပြီးတော့အဆင်ပြေသွားဒီတက်ကင်းမှာကလည်း overgrowth ချုပ်တာပို့ပြီးတော့ဘောနော်တတိထားကိုက overgrowth ချုပ်တဲ့နေရာနဲ့အဆင်မပြေတော့ရှင်ကိုပေးသွားတယ်တော့မဟုတ်ပါဘူးဒီဘောလေးအနေနဲ့တော့မရပါဘူး